မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာတော့ဒီရေခဲတက်တာတစ်လုံးဝယ်မယ်ဆိုလို့ရှိရင်မဝယ်ခင်မှာစဉ်းစားတဲ့အချက်လေးကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ပထမဦးဆုံးနေကတော့ဒီ capacity ပါ size ဘယ်လောက်ရှိတဲ့ရေခဲတက်တာကိုဝယ်ယူမှာလဲအကယ်၍ကိုယ့်အိမ်မှာမိသားစုကတစ်ယောက်နှစ်ယောက်ပဲရှိတယ်နေရာကလည်း compact ဖြစ်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ one door type လေးတွေကိုဝယ်ယူသင့်ပါတယ်အဲ့လိုမှမဟုတ်ဘူးဒီကိုကမိသားစုက3ယောက်နဲ့4ယောက်ကြားထဲမှာရှိတယ်ဒီဟာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့လီတာ250နဲ့350ကြားထဲမှာရှိတဲ့ size ကိုဝယ်ယူသင့်ပါတယ်အဲ့လိုမှမဟုတ်ဘူးကိုကမိသားစုကဒီထက်ပိုများတယ်9ယောက်6ယောက်ရှိတယ်ကိုဒီအများကြီးလည်းထည့်ပြီးသုံးတတ်တဲ့အချင်းရှိခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့400အထက်မော်တယ်400လီတာအထက်မော်တယ်ပေါ့နော်ဒါမျိုးတွေကိုရွေးချယ်သင့်ပါတယ်ဒါကတော့နံပါတ်1အနေနဲ့ capacity ကိုရွေးချယ်ရမှာဖြစ်ပါတယ်ခင်ဗျာဒုတိယတစ်ခုကတော့ကြတော့ကျွန်တော်တို့ရေခဲတက်တာအမျိုးအစားပါဥပမာ1 to compact ဖြစ်တာလေးကိုကလိုချင်တာလားကျွန်တော်တို့ပုံမှန်ဒီကျွန်တော်တို့ဒီမှာအများစုသုံးနေကြအပေါ်ဒီမှာဒီအခဲကန်ရှိတယ်အောက်မှာဒီကျွန်တော်တို့ပုံမှန် freezer ကန်ရှိမယ်နော်fridge ကန်ရှိမယ်ဒီလိုမျိုးဟာကိုသုံးနေတာအဲ့လိုမှမဟုတ်ဘူးကိုကရေခဲသုံးတာတစ်ခါတည်းများတယ်ရေခဲသုံးတာအခဲသုံးတာများတယ်အသားတွေငန်းထဲတာများတယ်ဆိုလို့ရှိရင် freezer ဘက်ကိုနည်းနည်းလေးကြီးတဲ့ဟာကိုယူချင်တာလားဒါမှမဟုတ်ဘူးကိုကအများကြီးထည့်ချင်တယ်မိသားစုကလည်းများတယ် side by side မျိုးစားကိုသုံးပါလားဒီလိုမျိုးဟာလေးတွေကိုလည်းစဉ်းစားသင့်ပါတယ်ခင်ဗျာတတိယတစ်ခုကတော့ကျွန်တော်တို့ဒီနေရာပေါ့ဒီရေခဲတက်တာထားမယ်ကျွန်တော်တို့ space အကွာဝေးကိုကကအထက်မြင့်မှာနေတယ်ဆိုလို့ရှိရင်ဒီကျွန်တော်လှေကားတောက်လျှောက်ပေါ့လှေကားတောက်လျှောက်မှာဘယ်လိုသယ်သွားမလဲလှေကားရဲ့အကျယ်ဝန်းအကွာဝေးအမြင့်ရအောင်ကျွန်တော်တို့ဝယ်ယူမဲ့ရေခဲတက်တာရဲ့ size ကိုလုံလောက်မှုရှိရလားဒါလေးလည်းကျွန်တော်တို့စဉ်းစားသင့်ပါတယ်၄ချက်မြောက်ကကြတော့ကျွန်တော်တို့ဒီမီယာကပေါ့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီလီတာ200ဝန်းကျင်လောက်ရှိတဲ့ရေခဲတက်တစ်လုံးနဲ့ကျွန်တော်အချမ်းမြင့်တွက်ချက်ပေးထားပါတယ်ကျွန်တော်တစ်နေ့ကို16နာရီလာတယ်လို့ပဲကျွန်တော်အချမ်းမြင့်မှတ်ယူထားပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့တစ်နေ့တာကိုဒီဝက်တရာလောက်ကို16နာရီ run မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ kilowatt hour လေးနဲ့ဆိုလို့ရှိရင် 1.6 လောက်သွားပါတယ်ပေါ့နော်အဲ့တော့ 1.6 လောက်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မီတာက125ကျင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ရက်ကိုမီယာကဒီ200လီတပါလောက်ကြာပါတယ်တစ်လဆိုတော့6000ဝန်းကျင်လောက်ကြာပါတယ်ခင်ဗျာဒါကတော့ကယ်ပြီးကိုရေခဲတက်တာတစ်လုံးသုံးမယ်ဆိုလို့ရှိရင်မီယာကဘယ်လောက်ကြာမလဲခံမှန်းကြည့်အချမ်းမြင့်တွက်ချက်အောင်တွက်ချက်ပေးထားတာပါခင်ဗျာနောက်တစ်ခုကတော့ဒီကျွန်တော်တို့ဝယ်ယူမဲ့ရေခဲတက်တာရဲ့အေးပေးပုံနီးစနစ်ပါဘယ်လိုလဲဆိုတော့ဒီကျွန်တော်တို့နားလည်လည်အောင်ပြောရင် basic model တွေဆိုလို့ရှိရင်ကျွန်တော်တို့ manual defrost လုပ်ရပါတယ်သုံးရတာအချိန်တစ်ခုကြာပြီဆိုလို့ရှိရင်မှာအပေါ်ဓာတ်အခဲကန်မှာဒီနည်းနည်းရေလေးခဲတတ်ပါတယ်ဒါလေးကိုကျွန်တော်တို့ manual ချက်ထုတ်ပေးရပါတယ်ဒါကတော့ပုံစံတစ်မျိုးပါဒုတိယတစ်ခုကကျတော့ကျွန်တော်တို့နှကန်ဖြစ်သွားမယ်အကယ်၍အထက်မှာ fan လည်းပါလာပြီဒါပေမဲ့ fan ကတော့ one way ပေါ့နော်ဒီလေထွက်ပေါက်ကလည်းတစ်မျိုးပဲရှိမယ်တစ်ပေါက်တစ်ဝက်နှစ်ပေါက်ပေါ့ဒါမျိုးရှိမယ်ဒါကတော့ကျွန်တော်တို့ frost free ပါအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ဒီ multi airflow ကိုကျွန်တော်တို့သုံးမယ် multi airflow ကြောင့်ဘာလဲဆိုတော့ကျွန်တော်အနောက်မှာလေထွက်ပေါက်ကအများကြီးပါတယ်ဒီပတ်လေကလေးလေဝင်လေထွက်ပေါက်အရန်ကောင်းတယ် ventilation လည်းကောင်းတယ်အသီးနှံအရွက်တွေပါတယ်ထည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ဒါကတော့ကျွန်တော်တို့ capacity အကြီးဖြစ်သွားတော့အဲ့ဒီ airflow က multi airflow ဖြစ်သွားပါပြီ capacity အကြီး model တွေပေါ့နော်အဲ့တော့ဒီဟာအပြင်ကိုကျွန်တော်တို့ကကိုသုံးမဲ့ usage ပုံမူတည်ပြီးတော့စဉ်းစားသင့်ပါတယ်။ဘာလဲဆိုတော့ကိုကအသားတွေအများကြီးထည့်ရတဲ့ type လားအဲ့လိုမှမဟုတ်ဘူးအသီးရွက်လေးနဲ့အသားငါးလေးနဲ့နောက်တစ်ခုဒီကျွန်တော်တို့ပုံမှန်သုံးမဲ့ဒီဟင်းလေးတွေဗာလေးတွေကိုအစင်သင့်အောင်ကျွန်တော်တို့ထည့်တယ်။ဒါမှမဟုတ်ကိုကရေခဲတရာတွေမှာဆိုအေးဘူးတွေလည်းအများကြီးထည့်တယ်။ snacks တွေလည်းအများကြီးထည့်တယ်အသီးတွေလည်းအများကြီးထည့်တယ် habit ရှိတယ်။ဒါလေးကိုလည်းကျွန်တော်တို့စဉ်းစားသင့်ပါတယ်။နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ built-in feature ပေါ့ဒီကောင်ကတော့ကျွန်တော်တို့အရင်တော့ sales ကို drive မလုပ်နေပါဘူး။ temper glass သုံးထားလားဒီ layer တွေရောကျွန်တော်တို့အလွယ်တကူရွှေ့လို့ရရလားဒါလေးကိုကျွန်တော်စဉ်းစားသင့်ပါတယ်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ Wi-Fi စနစ်ပါ built-in Wi-Fi ပေါ့နော်။အကယ်၍ကိုကကို့ဖုန်းလေးနဲ့ဒီရေခဲတာကိုကျွန်တော်တို့ control လုပ်တင်နေမယ်။ temperature setting ကိုလည်းဒီရပဲလုပ်ချင်တယ်။တလတာမီတာက kilowatt hour ဘယ်လောက်သုံးပြီးသွားပြီဆိုလဲဒီနေရာနဲ့မကြည့်ချင်တယ်။ ကဲဒါမျိုးဆိုရင်တော့ဒီ Wi-Fi smart function ပါတယ်ရေခဲတာတွေကိုဝယ်ယူသင့်ပါတယ်။အဓိကကြည့်ရမှာကရေခဲတာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ service ပါ service ကဘာလို့အရေးကြီးလဲဆိုတော့ဒီ compressor ကို warranty ဘယ်နှစ်ပေးတာလဲတခြား parts တွေရောဘယ်နှစ်ပေးတာလဲနောက်တစ်ခုကကျွန်တော်တို့တစ်ခုခုဖြစ်ပြီဆိုလို့ရှိရင် service center တွေရောအနီးနားမှာရှိရလားနောက်ပြီးတော့ကျွန်တော်တို့ဝယ်ယူမဲ့ဒီ brand ရဲ့ market ရဲ့ဒီ feedback ပေါ့နော် market ရဲ့ reliability ဘယ်လောက်ရှိလဲဒီ brand တွေ market မှာဒါတွေကိုကျွန်တော်တို့အဓိကစဉ်းစားရမှာပါခင်ဗျာဒါကတော့ကျွန်တော်ရေခဲတက်တာတစ်လုံးဝယ်မယ်ဆိုလို့ရှိရင်လိုအပ်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့သူများအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုလေးမှာလည်းကြည့်ရှုပေးဖို့မြတ်တမ်းခံပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ